ဒီကနေ့1380ခွန်နော်တကူလာပြီအခါသမယမှာအထိုးကြီးမျိုးအမှတ်3ဒေါ်ခင်မြင့်ညီမတစုနေအိမ်မင်္ဂလာတော်ကြီးမှာဦးဇင်းဒီလာယူတဲ့ဥပုပ်ကံပြုတဲ့သူတော်ကောင်းတွေကိုကျေးဇူးပြုပေးမဲ့တရားတော်ကတော့ယခုဘဝနောင်ဘဝဘဝနှစ်ဖြာကောင်းစီရာတရားတော်ဘာတရားတော်နော်ယခုဘဝနောင်ဘဝဘဝနှစ်ဖြာကောင်းစီရာတရားတော်အခုဟောမဲ့တရားကသုတ်တံပါဠိတော်မှာမြတ်စွာဘုရားသောတပတ္တိဝက်မှာဟောထားတဲ့တရားတော်ဖြစ်ပါတယ်အဲ့ဒီတရားတော်မှာမြတ်စွာဘုရားဟောတဲ့အချက်ကလေးကိုဟောပြပါမယ်အဲ့တော့တရားကိုမြတ်စွာဘုရားရဲ့လမ်းညွှန်ချက်နဲ့ပဲစတင်လိုက်ရအောင်တောကိန္ဒီဝမရဇတဗိဟောတိတမဂမောဒါနံပါလေတိဝေပါဏန္တာလေတိသင်္ကတိနာတပိဘဟုသင်္ကမောတပိရေဝတမတိတတပိကိုဗေထတန္တဝံတတံတတမပညာယတိယောဟောတိနာပါပိယောဆိုတဲ့တဂါထာလေးအဖို့တသိန်းထိုက်တန်သောဂါထာ၄ခုတွေက2ခုကိုလမ်းညွှန်ပေးလိုက်ပါတယ်အဓိပ္ပာယ်ပါလေဆိုရင်မဟာရဇာအဆွေတော်မင်းကြီးတဲ့မင်းကြီးလို့ပြောပေမဲ့ဒီနေရာမှာမင်းကြီးနေရာမှာယောဂီတို့အလုံးပါသွားတယ်အဆွေတော်မင်းကြီးတဲ့သူတော်ကောင်းတယောက်နဲ့နော်သူတော်ကောင်းနဲ့တစ်ချိန်တစ်ခါသာတွေ့ဘူးကြုံဘူးတည်ရှိပါစေတဲ့ထို့သို့ကြုံဘူးတဲ့အတွက်ကြောင့်တဲ့တဲ့အတွက်အထောက်အပံ့ရမယ်တဲ့အတွက်ကေမပေးနိုင်ပါတယ်တဲ့ဟောတခါတည်းတွေ့ပဲစီသူတော်ကောင်းတယောက်နဲ့အဲ့သူတော်ကောင်းကနေပြီးတော့သင်ကိုကေမနိုင်တဲ့အထောက်အကူတွေကိုပေးပါလိမ့်မယ်တဲ့အဆွေတော်မင်းကြီးတဲ့သူတော်ကောင်းမဟုတ်တဲ့သူယုံမာတွေနဲ့အချိန်ဖန်များစွာတွေ့ကြုံတော်လဲပဲသင်ကိုကယ်မပေးနိုင်တဲ့အထောက်ကူမပေးနိုင်ဘူးကယ်နိုင်မနိုင်တဲ့အထောက်ကူသူယုံမာကမပေးဘူးတဲ့ဒါကြောင့်တဲ့အဆွေတော်မင်းကြီးဒီတဲ့သူတော်ကောင်းတွေနဲ့ပေါင်းမှုသူတော်ကောင်းနဲ့မိတ်ဆွေဖွဲ့ဖို့ကြိုးစားပါသူတော်ကောင်းနဲ့သူတော်ကောင်းထံချင်းကပ်ပြီးတော့အပေါင်းအသင်းလုပ်ပါဖျားအစရှိသောသူတော်ကောင်းတို့နဲ့ပေါင်းသင်းရတဲ့အတွက်ကြောင့်ပုံညကိရိယာ10ပါးတို့နောက်ဘောဓိပက္ခိယတရား38ပါးတို့စသဖြင့်ဒီလိုတရားတွေကိုကြားနာလို့ရပါတယ်ဒီလိုတရားတွေကိုကြားနာတဲ့ထေကတလုံးတဘာဒမြမိမိထံမှာရရှိပါစေဦးတဲ့အဲ့ဒီရရှိတဲ့အကျိုးကျေးဇူးဒီသိအားတဏီတခြားကြီးပွားပါစေလိမ့်မည်တဲ့မြည်သည့်အခါမှနောက်ပြန်လျှိုးကြခြင်းမရှိပါတဲ့ကဲဘလို့ကောင်းနော်ဒါကြောင့်မို့လို့ဒီဂါထာအဖွင့်လေးနဲ့ပဲတရားကိုစဖွင့်လိုက်မယ်သူတော်ကောင်းနဲ့ပေါင်းပြီးတော့တရားစကလုံးတစ်လုံးဖြစ်ဖြစ်ရအောင်ယူသွားအဲ့ဒါကကိုဘဝအတွက်ရတဲ့နေရာစပြီးတနေ့တခြားကြီးပွားမယ်တဲ့ဘယ်တော့မှရှုံးမကြဘူးဒါကြောင့်မလို့ဒီအတိတရားတွေကိုဒီနေ့စပေးပါမယ်ဘာပေးမလဲတရားကောင်းစဉ်အတိုင်းပဲယခုဘဝနောင်ဘဝဘဝနှစ်ဖြာကောင်းစီရာအတွက်နော်တရားတော်ဖျားဟောတဲ့တရားတော်ကိုအခုဦးဇင်းကပြန်ပြီးတော့ဟောပေးပါမယ်တရားတရားရဲ့အရေးကြီးပုံကိုမြတ်စွာဘုရားဟောထားတာဘယ်လိုဟောထားလဲကထတတ္တိန္ဒရိယဒဋ္ဌဗံသောတပတ္တိယင်္ဂေတုဣထတတ္တိန္ဒရိယဒဋ္ဌဗံဗမာလူပြောတော့ဘာပြောတာလဲဆိုကထအဘေအကြောင်းရာသည်တတ္တိန္ဒရိယ
တ္တိန္ဒရိယသို့မဟုတ်တတ္တိန္ဒရိယရဲ့အစွမ်းကိုတဲ့နော်အစွမ်းကိုဓထဗံရှုအပ်ပါတနီတဲ့ဟောတရားတရားရဲ့အစွမ်းဘယ်နေရာမှာရှုလို့ရမလဲအဲ့တော့ဖြေတယ်ဘယ်လိုဖြေလဲသောတာပတ္တိယင်ကေတုသောတာပတ္တိဒီစတုသောတာပတ္တိယင်ကေတုသောတာပတ္တိအင်္ဂါ၄ပါးသောတာပတ္တိအင်္ဂါ၄ပါးမှာတဲ့နော်ဣထဤအင်္ဂါ၄ပါး၌တတ္တိန္ဒရိယတရားဤနော်တတ္တိန္ဒရိယဤအစွမ်းတတ္တိကိုနော်ဓထဗံရှုအပ်ပါ၏အဓိပ္ပာယ်ကဘာကိုပြောတာလဲဆိုတော့တရားတရားရဲ့အစွမ်းထက်ပုံကိုဘယ်နေရာမှာကြည့်လို့ရမလဲလို့အမေးလေးနဲ့မေးလိုက်တရားတရားရဲ့အစွမ်းထက်ပုံကိုသောတာပန်ဖြစ်ဖို့အရေးမှာအရေးကြီးပုံကိုရှုအပ်ပါတယ်ဟောဒီလိုဖြေလိုက်တယ်သောတာပန်ဖြစ်ဖို့အတွက်တရားတရားအားနဲ့သွားမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့သူကလမ်းကနှစ်လမ်းရှိတာလေတရားအားနဲ့သွားမလားပညာအားနဲ့သွားမလားသောတာပန်ဘယ်လမ်းနဲ့သွားမလဲဒါပုထုဇဉ်ကနေသောတာပန်ဖြစ်ဖို့တရားအားနဲ့သွားလို့လေရတယ်ပညာအားနဲ့သွားလို့လေရအဲ့တော့ဒီနေရာမှာတော့ဒီနေ့မှာတော့တရားအားနဲ့သွားပုံလေးကိုရှင်းပြမှာဖြစ်ပါတယ်ကဲတော့သောတာပန်ဖြစ်ဖို့အတွေ့တဲ့တရားရဲ့အစွမ်းကိုနော်တရားရဲ့အစွမ်းကိုသောတာပန်ဖြစ်ရေးမှာအရေးကြီးပုံလေးနော်တနည်းအားဖြင့်တရားရဲ့အစွမ်းကြောင့်သောတာပန်ဖြစ်ပုံလေးကိုတဲ့နော်ရှုအပ်ပါတယ်ကဲဒါဆိုရင်ဒီအချက်ကိုမြတ်စွာဘုရားဘယ်မှာတာရကပြထားလဲဝေလူဒွါရတုတ်တံမှာမြတ်စွာဘုရားကဒီအချက်ကိုရှင်းပြထားပါတယ်အခါရပါမြတ်စွာဘုရားကကောသလတိုင်းအတွင်းဒေသစာရီကြွချီတော်မူတယ်ကောသလတိုင်းအတွင်းမှာဒေသစာရီကြွချီတဲ့အခါမှာကောသလတိုင်းအတွင်းကတခုသောဝေလူဒွါရဆိုတဲ့ရွာလေးကိုရောက်လာအဲ့ဒီဝေလူဒွါရမှာပုံနာတွေနေတာပုံနာတို့ရဲ့ရွာပေါ့အဲ့ဒီပုံနာတွေရဲ့ရွာကိုရောက်ချင်းကတ်တယ်ဒီမြတ်စွာဘုရားရောက်တယ်ဆိုတဲ့အကြောင်းကိုပုံနာတွေကသိတဲ့အခါအချင်းချင်းတိုင်မယ်ဟဲ့တို့အမျိုးသားတွေတို့ရွာကိုမြတ်စွာဘုရားရောက်ရှိကြွားရောက်လာတယ်မြတ်စွာဘုရားလို့ခေါ်တဲ့အရှင်ဂေါရမဟာတဲ့နော်အရဟံဂုဏ်တော်သမ္မာသမ္ဗုဒ္ဓဂုဏ်တော်စသဖြင့်ဂုဏ်တော်ဒီနဲ့အင်မတန်မှကြိုးစောထင်ရှားတယ်ဒုရတွေနော်ဖျားစီကိုတွားကြရအောင်ဖျားစီကိုတွားပြီးဖူးမြော်ကြအောင်ပုံနာတွေကဗုဒ္ဓဘာသာမဟုတ်သေးဘူးအဲ့ဒီအချိန်မှာမဟုတ်သေးလို့အချင်းချင်းတိုင်ပင်ပြီးတော့တွားကြအောင်လို့ပြောတာအဲသူတို့အားလုံးတိုင်ပင်ပေါ့တညီတညွတ်တဲ့ဖျားစီကိုတွားကြတယ်ရောက်တဲ့ခါကျတော့ဖျားကိုရှိခိုးဥချပြီးနှုတ်ဆက်ကြတာပေါ့တချို့ကလည်းတပည့်တော်နာမည်ကဘသူပါဖျက်တပည့်တော်အနွယ်ကဘသူဘယ်အနွယ်ပါဖျက်အဖိုးဖွားတွေကဘယ်လိုပါဖျက်နဲ့ဘုရားကိုနှုတ်ဆက်တယ်တချို့ကြတော့လဲမြတ်စွာဘုရားကိုဝမ်းမြောက်စရာစကားတွေပြောပြီးတော့နှုတ်ဆက်တယ်အဲ့လိုအတီးတီးနှုတ်ဆက်ကြပြီးတော့သင့်တော်တဲ့နေရာမှာထိုင်ရတယ်ထိုင်ပြီးတော့ဘာလျှောက်တော့အဲသူတို့လျှောက်တာတွေနားထောင်ကြည့်လိုက်အရှင်ဘုရားတပည့်တော်တို့သည်နော်တပည့်တော်တို့သည်သားမယားတွေနဲ့အတူတူနေခြင်းမှာတဲ့ဟောသားမယားတွေနဲ့အတူတူနေခြင်းနဲ့တော့အင်မတန်တန်ဖိုးရှိတဲ့အရာတွေကိုလည်းအသုံးပြုခြင်းပါတယ်ရွှေငွေကိုလည်းကင်ခြင်းပါတယ်ပန်းလည်းပန်ခြင်းပါတယ်နတ်သားလည်းလိမ့်ကြံခြင်းပါတယ်နတ်သားပြောင်းလို့ခေါ်တဲ့ဒီမျက်နှာမှာလိမ့်ကြအမွှေးနတ်သားတွေကိုလည်းလိမ့်ကြံပြီးတော့မိသားစုနဲ့ပျော်ပျော်ပါပါကြီးနေခြင်းပါတယ်အဲ့လိုနေရပြီးတဲ့နောင်ဘဝကြတော့လေကောင်းတဲ့သုဂတိဘုံကိုရောက်ချင်ပါတယ်တဲ့အဲ့ဒီလိုတရားမျိုးအရှင်ဘုရားဟောပြပါတဲ့ကဲသဘောမကျဘူးလားသဘောကျတယ်မလားဒီဘဝမှာလည်းမိသားစုနဲ့ပျော်ပျော်ကြီးနေရမယ်သေသည်အခြားမဲ့နောင်ဘဝကြတော့လေကောင်းတဲ့သုဂတိဘုံကိုရောက်ရမယ်ဆိုတော့သဘောမကျဘူးလားဟမ်အားလုံးသဘောကျတယ်ပုံနာတွေတောင်းတဲ့
ဟုတ်လားလူချင်းတဲ့တရားနဲ့အခုပရိသတ်တို့ရဲ့လူချင်းတာနဲ့မတူဘူးလားတူတယ်အဲ့တော့မှမြတ်စွာဘုရားကယခုလဲကောင်းမယ်နောင်လဲကောင်းတဲ့ဒီတရားကိုဟောပြီးမယ်အသင်တို့ရဲ့နှလုံးသားမှာဆောင်းထားကြသူကဘုရားကဟောတယ်ဘုရားကဟောတာကဘာတွေဟောလဲဘုရားဟောတာကတော့အခုဟောမဲ့အင်္ဂါ၄ပါးနဲ့ပြည့်စုံနေဆိုရင်ယခုဘဝလည်းကောင်းမယ်နောင်ဘဝလည်းကောင်းမယ်အဲ့ဒါဘာတွေလဲဘုရားကုံတော်တရားကုံတော်တန်ခါကုံတော်ဘုံမှာဝိသပတာရနော်မတုံမလုတ်ယုံကြည်ရမယ်ပြီးတော့မှသီလဝိတ္တုဒ္ဓိကိုခေါ်တဲ့သီလကိုလည်းစင်ကြယ်နေအောင်သီလဝိတ္တုဒ္ဓိဆိုတာသီလကစောင့်ထိရမယ့်တရားတွေဝိတ္တုဒ္ဓိကစင်ကြယ်တာပေါ့အဲ့ဒါကိုစောင့်ထိရမယ့်သီလတရားတွေကိုလည်းစင်ကြယ်နေအောင်တာထိန်းလို့ရှင်ဒီအချက်၄ချက်နဲ့ဘုရားကုံတော်ကိုလည်းမတုံမလုတ်တော့တက်ဝင်ယုံကြည်ရမယ်တရားကုံတော်ကိုလည်းမတုံမလုတ်တက်ဝင်ယုံကြည်ရမယ်တန်ခါကုံတော်ကိုလည်းမတုံမလုတ်တက်ဝင်ယုံကြည်ရမယ်သီလဝိတ္တုဒ္ဓိလို့ခေါ်တဲ့သီလဘက်မှာလည်းမပေါက်နော်မပေါက်မပဲ့မပွန်းမပြောက်မကြောက်အောင်ထိမ့်သိမ်းရမယ်ဒီအချက်၄ချက်နဲ့တွေ့လို့ရှိရင်ဒီအချက်၄ချက်နဲ့ပြည့်စုံရင်ယခုဘဝမှာလည်းကောင်းစားမယ်ယခုဘဝမှာလည်းပျော်ပျော်ကြီးနေသွားရမယ်နောင်ဘဝကြတော့လည်းကောင်းရာဒုက္ခတိကိုရောက်နိုင်မယ်လို့မြတ်စွာဘုရားကဟောတယ်ကဲတော့နော်အားလုံးရကြပါတယ်ဘုရားကုံတော်၉ပါးရှိတယ်မလားကဲရွတ်လက်ပါဦးအားလုံးရတယ်မလားဣတိပိသောဘဂဝါရသံသမ္မာသမ္ဗုဒ္ဓောဝိသသနာသမ္မာနိဗ္ဗာနောဘုဂတောဘဂဝါဝိနုနောရောဝိတာဓမ္မတာတိသက္ကန္တာနုခာနံဘုဒ္ဓောဘဂဝါဟုတ်ပြီအရဟသဘဂဝါဆို၉ပါးသောဂုဏ်တော်နဲ့ပြည့်စုံတော်မြတ်စွာဘုရားကဲဒီအချက်ကိုပထမဆုံးရှင်းလိုက်အောင်နော်မြတ်စွာဘုရားအရဟံဂုဏ်တော်နဲ့လေနော်ထိုက်တန်တော်မူပါသည်အရဟံဂုဏ်တော်ဆိုတာဘာလဲအရဟံဂုဏ်တော်ဆိုတာကအချက်၅ချက်ပြန်ပြီးတော့ခွဲသွားတယ်နံပါတ်1ကိလေသာမှဝေးကွာတော်မူသောကြောင့်လည်းအရဟံညီတော်မူပါ၏ကိလေသာဒီဟုသောယန္တုတို့ကိုတုတ်တင်ရှင်းလင်းပြီးသောကြောင့်လည်းအရဟံဂုဏ်တော်မြည်ပါပေ၏အထောက်ကံအလုံးတို့ကိုလည်းချိုးဖျက်ပြီးဖြစ်သောကြောင့်အရဟံဂုဏ်တော်တို့ထိုက်တန်သောနော်မြတ်စွာဘုရားလို့မြည်တော်မူပါပေ၏ပစ္စည်းလေးပါးနဲ့ပူဇော်လို့ရှိနေပူဇော်ထူးကိုခံယူတော်ထိုက်သောကြောင့်ဘာဖြစ်တော့အရဟံဂုဏ်တော်မြည်ပါပေ၏စိတ်ကိုယ်ရာအရက်၌လေနော်မကောမှုကိုမပြုတ်တဲ့အတွက်ကြောင့်ဘာဖြစ်တော့အရဟံဂုဏ်တော်နဲ့ပြည့်စုံတော်မူပါပေ၏တော့ကဲဒီအချက်၅ချက်ကဲအဲ့ဒီအချက်၅ချက်လေးကိုတစ်ခုစီပြန်ရှင်းရအောင်ကိလေသာတွေကနေဝေးတယ်ဆိုတာဘာကိုပြောတာလဲနော်ကိလေသာဆိုတာဘာလဲကိလေသာဆိုတာဗမာလိုပြောရင်စိတ်ကိုညစ်ညူးစေသောတရားများနော်ကိလေသာ10မျိုးရှိတယ်နော်လောဘဒေါသမောဟမာနဒိဋ္ဌိဝိသိကိစ္စထိနာဩဒိစ္စအဟိရိကအနောတပဆိုတော့ဘယ်နှမျိုးရှိတော့10မျိုးကိလေသာ10မျိုးဒီကိလေသာ10မျိုးနဲ့လေမြတ်စွာဘုရားကင်းဝေးတော်မူတယ်ဘောရိမန္တန်လို့ခေါ်တဲ့ဘောရိပင်အောက်မှာမြတ်စွာဘုရားဖျားဖြစ်ရောက်အောင်ကျင့်ကြံပွားများလို့ဖျားဖြစ်တာနဲ့တပြိုင်တည်းဒီကိလေသာတွေဖျားထမှာရှိသေးလားမရှိတော့ဘူးအဲ့ဒီကိလေသာတွေနဲ့ဖျားတွေကဝေးသွားပြီနော်ဝေးသွားပြီဝေးသွားတယ်ဆိုတာဘာလဲဖျားရှိကိုဘလို့နည်းနဲ့မှချင်းကပ်လို့မရတော့အခုကိုယ့်ကိုယ်စဉ်းစားကြည့်နော်ကဲပရိသတ်တို့ကိုယ့်ကိုယ်စဉ်းစားကြည့်ကိုယ်မှာကိလေသာတွေဒင်းချမ်းမို့လားနော်ဒင်းချမ်းမို့လားအဲ့တော့ကိုကိလေသာတွေကဲလောဘကိလေသာမရှိဘူးလားရှိပါတယ်ရှိတယ်
ဟောရှိလို့လည်းပဲမိုးလင်းတာနဲ့တပည့်နဲ့စီဝါမရှာဘူးလားစီဝါရှာနေကြတယ်စီဝါရှာတာကသဝိနည်းတွေရှာမှာပေါ့လို့မပြောနဲ့ဒါလောဘနဲ့ရှာတာအဲ့တော့လောဘကိလေသာကိုမှရှိလားမရှိဘူးလားရှိတယ်မြတ်စွာဘုရားမှာရှိလားမရှိဘူးမြတ်စွာဘုရားကဟလာဒီတပိတ်ပိုက်ပြီးတော့ဆုံးခံလက်မယ်လောင်းခြင်းလောင်းမလောင်းခြင်းနေဟလာလောင်းရမယ်ဆိုတဲ့အချက်ဘယ်လိုမှမိန့်ကြားမှုမရှိဘူးဆိုတော့ဒါကိလေသာကင်းနေပြီမလားနော်အဲ့တော့ငါတို့လူတွေမှာဟလာလောဘဒေါသမောဟတွေများထူလိုက်တာပြောမနေနဲ့ဒါကြောင့်မို့လို့လေဟလာနေစဉ်စီဝါတွေရှာကြမော်တော်ကားတွေမော်တော်ဆိုင်ကယ်တွေနဲ့ဝေါနဲ့ပြေးနေကြရတယ်မလားနော်ဒီတယ်မြောင်အောင်ဆိုပြီးတော့ဘာလို့တော့တယ်လီဖုန်းနဲ့ဟဲ့လာပို့လိုက်အောင်လည်းဒီမှာအရေးကြီးနေတယ်ဆိုတော့မလုပ်ကြဘူးလားအေးအဲ့ဒါလောဘနဲ့ရှားနေတာလောဘမပါဘဲနဲ့စီးပွားရှာလို့ရလားမရပါဘူးစီးပွားရှာမယ်လောဘမပါဘဲနဲ့စီးပွားရှာတာကယဟန်ဖရာယဟန်နာတာရှာတာကြံတဲ့သူကလောဘပါတယ်အဲ့တော့ဒီလောဘဒေါသမောဟစသဖြင့်ကိလေသာ7ပါးနေမြတ်စွာဘုရားကကင်းနေတယ်ပြီးတော့မြတ်စွာဘုရားကကိလေသာအနေပေါ်ဝေးနေတယ်ဒါကြောင့်မလို့အရဟံဂုဏ်တော်နဲ့မထိုက်ဘူးလားထိုက်တယ်ကဲနံပါတ်1ကကိလေသာယံသူတို့ကိုတုတ်တင်ရှင်းလင်းပြီးသောကြောင့်အရဟံဂုဏ်တော်မြည်ပါပေ၏ဆိုတုတ်တင်ရှင်းလင်းတယ်ဒီဘောဓိမန္တန်နော်တရားကျင့်တဲ့ဘောဓိပင်ရဲ့အောက်မှာပဲဟလား1500ကိလေသာအပါဝင်ကိလေသာအားလုံးကိုဖြတ်တော့ပလိုက်ပြီမလားဖြတ်တော့ပလိုက်တော့ကိလေသာကျင်းသွားပြီနော်ကိလေသာတွေချုပ်သွားပြီဆိုတဲ့အတွက်ကြောင့်မြတ်စွာဘုရားကဒီကိလေသာတွေကိုတတ်ပြီးသားဖြစ်မသွားဘူးလားဒီကိလေသာတွေကင်းလို့ချုပ်လို့မှလည်းနိဗ္ဗာန်ရောက်မှာဟုတ်ဒီကိလေသာတွေတန်လန်းကြီးနဲ့နိဗ္ဗာန်ရောက်ပါမလားမရောက်ပါဘူးမရောက်ဘူးဒါကြောင့်မလို့ကိလေသာတွေကိုဘောဓိမန္တိုင်းမှာပဲအပိသက်ရှင်းလင်းဖြစ်တယ်ဥပမာဖြင့်1500ကိလေသာဆိုလူတိုင်းသိတယ်မဟုတ်လား1500ကိလေသာကြီးကျယ်လုံးလုံးလဲကဘာပေါ်မှာလူကြီးတွေအများကြီးဖြစ်လာတာမလားနော်အဲ့တော့1500ကိလေသာဆိုဘာလဲနော်ဟုတ်လား1500ကိလေသာအဲ့တော့ကိလေသာကိုဘယ်လိုတွက်တော့ဆိုလို့ရှိရင်တဲ့ယုတ်28ပါးရှိတယ်အဲ့ဒီအာကာသယုတ်တို့ဝိကာရယုတ်တို့ဝိညာဉ်ယုတ်တို့သူတို့6ခုကိုဖယ်ပလိုက်နော်အာကာသယုတ်က1ယုတ်ဝိညာဉ်ယုတ်က2ယုတ်ဝိကာရယုတ်က3ယုတ်1နဲ့3ပေါင်းဘယ်လောက်ရ6အဲ့ဒီ6ခုဖယ်လိုက်28ခုတည်း6ခုကိုဖယ်ဘယ်လောက်ရယုတ်20နေကျန်တယ်အဲ့ဒီယုတ်22ကိုစေတသိက်52အပေါင်းစိတ်တစ်ခုနော်52အပေါင်း1ဆိုဘယ်လောက်တော့53နဲ့22နဲ့ပေါင်း80နဲ့5 85အစ္ဆဒမှာလည်း85ရှိတယ်ဗဟိတမှာလည်း85ရှိတယ်85နှစ်ခါပေါင်းရင်ဘယ်လောက်ရ150ရအဲ့ဒီက150နော်150ကိုခုနပြောခဲ့တဲ့ကိလေသာ10ပါးနဲ့မြောက်လိုက်အဲ့တော့1500ကိလေသာဖြစ်မသွားဘူးလားဒါပဲเนาะယော28ပါးတေက6ပါးကိုနှုတ်ပြလိုက်ကျန်တဲ့22ပါးနဲ့စိတ်စေတသိက်53ပါးနဲ့ပေါ့အဲ့တော့85ရတယ်85ကိုအတွင်းအစ္ဆဒအပြင်ဗဟိတနှစ်ခုနဲ့မြောက်150မရဘူးလား150ကိုစိုးစိုးကပြောခဲ့တဲ့ကိလေသာ10ပါးနဲ့မြောက်လိုက်တော့ကိလေသာ1500ဟောကြည်စံရှိတာမှကိုယ်မှလည်းရုပ်က28ပါးရှိတာဒါပေမဲ့ခုနရုပ်6ခုကိုဖိလိုက်တော့ကျန်တဲ့ရုပ်တွေခုရှိမှမရှိဘူးလားရှိနေတယ်စိတ်စေတသိက်ဆိုတော့စေတသိက်52ခုကလည်းကိုယ်မှအများတန်းခြေလဲနေတာကိုယ်မှလည်းစိတ်ကမရှိဘူးလားရှိတယ်ဆိုတော့ဓာရီပေါင်းပြီးတော့ကိလေသာတွေဒင်းချမ်းဝင်နေမှာတော့1500ကိလေသာတွေလွတ်ဖို့သိမခက်ဘူးလားဟာခက်တယ်နော်ဒီရုပ်တွေနာနေပေါ်မှာစိုးမိုးနေတာဒီကိလေသာတွေကနော်ရုပ်တစ်ခုချင်းတစ်ခုချင်းအပေါ်မှာ၎င်းစိတ်တစ်ခုချင်းတစ်ခုချင်းပေါ်မှာ၎င်းစေတသိက်တစ်ခုချင်းအပေါ်မှာ၎င်းစိုးမိုးနေတာအတွင်းမှာလည်းစိုးမိုးနေတယ်အပြင်မှာလည်းသူများကြည့်ပြီးတော့တောင်းပြောမပြောဘူးလားအဲ့ဒီမှာလည်းစိုးမိုးနေတယ်
အဲ့ဒီလောဘနဲ့သူများပြောပြတယ်ဒေါသနဲ့သူများမပြောဘူးလား ပြောပါ ကိုယ့်ကိုယ်လည်းလောဘဖြစ်တာဒေါသဖြစ်တာတွေနဲ့ဒီညာပြည့်မနေဘူးလား ပြီပါ အဲ့တော့အစ္ဆဒအတွင်းမှာဗဟိတအပြင်မှာဒီစိတ်စေတသိက်ရုပ်ဒီအပေါ်မှာကိလေသာ10ပါးလွှမ်းနေတာဆိုတော့ကိလေသာ1500ဩ1500ကိလေသာ1500ကိလေသာလွတ်ပါမလားမလွတ်ဘူးမလွတ်လို့နိဗ္ဗာန်မရောက်သေးတာလဲနေတာဘဝလဲနေဘဝလဲနေတာဘာလို့လဲရုပ်တိုင်းမှာစိတ်တိုင်းမှာကိလေသာတွေလွှမ်းမနေဘူးလား ပြောနေပါ လွှမ်းနေတယ်ဒါကြောင့်မလို့1500ကိလေသာကိုလည်းမြတ်စွာဘုရားဒီဘောရီမန်တိုင်း၌အပီးပေဖြတ်လိုက်ပြီဆိုတော့ကဲတို့ကမဖြတ်နိုင်ဘူးကိလေသာတွေဒင်းချမ်းနဲ့မြတ်စွာဘုရားကတုတ်တင်ရှင်းလင်းပေါ့ပြီးသွားပြီဒီကိလေသာတွေရှင်းလို့လည်းဘုရားဖြစ်တာဆိုတော့မြတ်စွာဘုရားအရဟံဂုဏ်တော်နဲ့ဟလာမထိုက်တန်ဘူးလားထိုက်တန်နေဟောနံပါတ်3ထောက်အကန့်နေကိုနော်ချိုးဖြက်ပြီးတော့ကြောင့်နော်အရဟံကြီးတော်မူပါပေ၏ကဲထောက်အကန့်ဆိုတာဘာတွေတော့ဒီတော့ဟိုစဝိုင်းလေးပြလိုက်နော်စဝိုင်းလေးဒီတိုင်းမချပြလိုက်ဟိုဘောင်းစဝိုင်းကဆွဲထားတာမရှိတော့ဒီရရှိတာလေးပြပရိစ္ဆေသမုပ္ပါစဝိုင်းကြည့်ဘူးတယ်မို့လားကြည့်ဘူးတယ်ငါလဲသည်မဖြစ်စေလဲသည်ဖြစ်စေမလဲသည်ဖြစ်စေကြည့်တာနော်လဲမလဲလေ နံပါတ်1ဆုံး နော်နံပါတ်1စဝိုင်းဒီတိုင်းလေးချပြတာလိုက်နော်အဲ့တော့ပရိစ္ဆေသမုပ္ပါစဝိုင်းလေးလေပုံကိုကြည့်လိုက်ရင်အဖြစ်ရရှင်းတယ်အဲ့ဒီမှာတောကလာတဲ့သူတွေများတာဆိုတော့လှဲကြောင်လှဲပင်းကြောင်သိတယ်နော် ပြီပါ ဒီအလဲအုံဝိုင်းကြီးကိုဘရောင်းလို့မခေါ်ဘူးလား ပါပါ ဒီအလက်ဒီကိုတောက်လက်လို့မခေါ်ဘူးလားဟောတောက်လက်ဒီကတောက်လက်ကြီးကိုဝိုင်းပြီးကုတ်ထားတော့အခုလို့မခေါ်ဘူးလား ခေါ်ပါ ခေါ်တယ်အဲ့ဒါနားလဲပြီးဒီစဝိုင်းကလည်းအဲ့အခေါ်ဝေါ်ဒီသုံးထားတယ်ဘုရားကနော်အဝိဇ္ဇာကနော်ဘရောင်းမယ်ဘရောင်းထဲမှာဘယ်သူရှိတော့အဝိဇ္ဇာရှိအဝိဇ္ဇာဒီမူလအရင်အမြင့်ကြီးပဲဘာဖြစ်လို့တော့ဒီနေ့ဘဝကြီးဖြစ်နေတာအဝိဇ္ဇာကြောင့်ဖြစ်နေတာမလား မှန်ပါပဲ နော်အဝိဇ္ဇာအဲ့ဒီအဝိဇ္ဇာကိုအရင်ခံပြီးတော့ပုံညာပိသင်္ခါရဆိုတဲ့ကုသိုလ်ကောင်းမှုတွေအပုံညာပိသင်္ခါရလို့ခေါ်တဲ့မကောင်းမှုအကုသိုလ်တွေအာနိဇာပိသင်္ခါရလို့ခေါ်တဲ့ဇန်တွေရောက်မကျင့်ကြဘူးလား ကျင့်ပါ လူတွေကျင့်ကြတယ်အခုဒီနေ့ဟလားဒါနတွေနော်ပစ္စည်းတွေလှူတာဒါနမလား မှန်ပါပဲ နောက်တော့အခုကိုးပါးသီလယူလိုက်တော့သီလမလားဒါနတွေသီလတွေပြုကြတယ်နော်ဘာဝနာတွေပွားကြတယ်ဒါကပုံညာပိသင်္ခါရပဲနော်ကောင်းမှုကုသိုလ်ပဲကောင်းမှုကုသိုလ်တွေလုပ်နေတာဟလားအရက်ထဲမှာဆိုးတယ်ဆဲတယ်ရိုက်တယ်နဲ့တယ်ဟလားသူများဥစ္စာကိုယူတယ်သူများကိုမကောင်းကြံတယ်ဒါတွေကဘာတွေတော့အပုံညာပိသင်္ခါရအကုသိုလ်တွေမလားနော်အဲ့ဒါဒီမှာတော့ဇန်အပင်ညင်ရောက်အောင်ကြိုးစားနေတဲ့ဒါဒီကတိုင်းရှုတာတို့ဘာလို့ဒီမှာတော့အာနေပါတယ်ဒါကြောင့်မအာနိဇာပိသင်္ခါရတော့နေတယ်နော်အများစုလောက်တာကပုံညာပိသင်္ခါရနဲ့အပုံညာပိသင်္ခါရပဲလောက်ကြတယ်အဲ့တော့အဲ့ဒီကပုံညာပိသင်္ခါရတို့အပုံညာပိသင်္ခါရတို့အာနိဇာပိသင်္ခါရတို့ဟာတောက်လက်ဒီပဲတောက်လက်ဒီနော်တောက်လက်ဒီအလေကောအဝိုင်းကြီးကဘာလဲတော့ဘရောအဲ့ဘရောမှာမူရင်းအဲ့မူရင်းကိုအဝိဇ္ဇာလို့ခေါ်တယ်နော်အဝိဇ္ဇာအဲ့အဝိဇ္ဇာနေပေါ်ဟုတ်လားအဝိဇ္ဇာဖုံးလွှမ်းနေပါအခုကဲအားလုံးကနော်သောတာပန်မဖြစ်သေးဘူးမလားမဖြစ်သေးတဲ့အတွက်ကြောင့်အဝိဇ္ဇာတွေဖုံးမနေဘူးလား ဟုတ်ပြီပါ ဖုံးနေတဲ့အတွက်ကြောင့်ဒါနပြုလေအဝိဇ္ဇာအရင်ခံပြီးပြုတာသီလဆောက်တည်လေအဝိဇ္ဇာကိုအရင်ခံပြီးဆောက်တည်တာမလား မှန်ပါပဲ အဲ့တော့ဒါနပြုတယ်သီလဆောက်တည်တယ်အဝိဇ္ဇာကိုအရင်ခံတယ်ဒါနနဲ့သီလကပုံညာပိသင်္ခါရတောက်လက်နော်တောက်လက်အဲ့ဒါဆိုလို့ရှိရင်ဒါနလေးလှုပ်လိုက်သီလလေးဆောက်တည်လိုက်ဆိုတော့အဝိဇ္ဇာအရင်ခံထားတာဆိုတော့သိလို့ရှိရင်နိဗ္ဗာန်ရောက်မှာလား မရောက်သေးဘူးနော်ဒီကဘုံတစ်ခုခုနော်ဘဝတစ်ခုခုရောက်တော့မှာမလားနော်ဒုက္ခတိဘုံလည်းဖြစ်ခြင်းဖြစ်မယ်ဒုက္ခတိဘုံလည်းဖြစ်ခြင်းဖြစ်မယ်နော်
ဆိုလိုတာကငရဲလည်းဖြစ်ရင်ဖြစ်မယ်လူနဲ့လည်းဖြစ်ရင်ဖြစ်မယ်ဗြဟ္မာလည်းဖြစ်ရင်ဖြစ်မယ်ဒီထဲကတစ်ခုခုတော့ဖြစ်မှာမလားနော်ဆိုလိုတာက32ဘုံကနေမလွတ်သေးဘူးမလွတ်သေးတဲ့အတွက်ကြောင့်ဟိုးအဆုံးမှာကြည့်လိုက်ထိတ်မှာဘာနဲ့ပိတ်ထားလဲဇရာမရဏနဲ့ပိတ်ထားတယ်ဇရာမရဏနော်လူဘဝလည်းလူဆိုရင်လည်းလူအိုခြင်းလူသေးခြင်းဆိုတဲ့ဇရာမရဏအဆုံးမတတ်ဘူးလားနတ်ဆိုလဲနတ်အိုနတ်သေးဟောသူလဲဇရာမရဏနဲ့ပိတ်တာပဲမဟုတ်လားအေးအဲ့ဒါပဲအဲ့ဒါကိုအဲ့အပိတ်ကိုအကွတ်လို့ခေါ်တာနော်အဲ့တော့အဝိဇ္ဇာအရင်ခံပြီးတော့ပုံညာပြီးသင်္ခါရလောက်တော့လဲပဲနိဗ္ဗာန်ရောက်အောင်ဝိပဿနာကိုပြင်းပြင်းထန်ထန်မကြိုးစားသေးဘူးဆိုရင်တည်ခြင်းအိုခြင်းရှိရတည်ခြင်းရှိရကိုပဲသွားရအောင်မှာမလားအဲ့ဒါကြောင့်မလားအဲ့ဒီကောင်နဲ့ကွတ်ထားတာဘယ်မှပြေးမရအောင်တောင်းနဲ့ကွတ်တာဒီကလှဲပိန်းမှာတောင်းလက်တန်နေဟာအကုတ်ကိုကြော်ပြီးထွက်လို့ရလားမရဘူးအဲ့ဒီအတိုင်းပဲပုံညာပြီးသင်္ခါရလို့ခေါ်တယ်ကောင်းမှုတွေလို့ဝိပဿနာကိုပြင်းပြင်းထန်ထန်ကြိုးစားလို့သောတာပန်မဖြစ်သေးဘူးဆိုရင်အဲဒီဇရာမရဏနဲ့ပဲအကုတ်နဲ့ပဲဟိုဘက်တူလို့မရတော့အကုတ်မှာပဲဆုံးသွားတယ်နော်ဆုံးသွားတယ်အဲ့တော့ဒီထောက်လက်တန်တွေကိုမြတ်စွာဘုရားချိုးဖြက်ပြီးသွားပြီတို့ကချိုးဖြက်ပြီးဗလားမပြီးသေးဘူးတော့ယောဂီတို့ဦးဇင်းတို့မပြီးသေးဘူးမပြီးသေးတဲ့အတွက်ကြောင့်ဒီနေ့ဒါနတွေလုပ်တယ်သီလတွေစောင့်တည်တယ်ဝိပဿနာတွေလုပ်ကြရတယ်နော်ဒါဘာဝနာတွေပေါ်ရတယ်ပေါ့အဲ့ဒါပုံညာပြီးသင်္ခါရတွေကြီးပဲပုံညာပြီးသင်္ခါရနဲ့သွားရင်လူလည်းဖြစ်နိုင်တယ်နတ်လည်းဖြစ်နိုင်တယ်ဗြဟ္မာလည်းဖြစ်နိုင်တယ်ဘာပဲဖြစ်နိဗ္ဗာန်မရောက်သေးဘူးမလားမရောက်သေးတဲ့အတွက်ကြောင့်အဲ့ဒီကပုဂ္ဂိုလ်တွေလူနတ်ဗြဟ္မာတွေကအိုရအောင်မယ်သိရအောင်မယ်ဒါတော့မလို့ဇရာမရဏနဲ့ကွတ်ထားတာနော်အပုံညာပြီးသင်္ခါရဆိုတော့အထူးပြောစရာမလိုတော့ဘူးမကောင်းမှုလုပ်တယ်ဆိုလို့ရှိရင်လေချောပေါ့ပဲရောက်အပေသွားရမှာမလားအဲ့ဒီထဲကနေပေါ့နည်းနည်းလေးကံကောင်းရင်လူမဖြစ်နိုင်ဘူးလားလူနဲ့ဖြစ်နိုင်နေတယ်ဒါအပုံညာပြီးတချို့လုပ်တယ်အပုံညာပြီးလို့ခေါ်တယ်မကောင်းမှုအကုသိုလ်တွေလုပ်တယ်ဒါပေမဲ့သူတို့လည်းတခြားသောကံတွေရဲ့အထောက်အပံ့နဲ့လူပြန်ဖြစ်နိုင်သေးတယ်တေချာဘောက်ကတော့အပေသွားမှသိကြတယ်နော်အပေလေးပုံသိတယ်မလားငရေတရိษံအတူရကင်းနဲ့ပြိတ္တာဒီလေးပုံကပြစ်မလွဲဘူးအကုသိုလ်လုပ်တဲ့လူပါနော်အဲ့အကုသိုလ်ဒါပေမဲ့ယမယံကမှာအခြားသောကံတွေရဲ့အထောက်အပံ့ကြောင့်လူဘဝနတ်ဘဝမရောက်နိုင်ဘူးလားရောက်နိုင်နေတယ်မကောင်းတာလုပ်ပြီးမှရောက်သေးတယ်နော်အာနိသပိသင်္ခါရလို့ခေါ်တဲ့ကတိုင်းရှုတာတွေဇံအပင်ကြီးနေရောက်အောင်ကြိုးစားတာအဲ့လိုကြိုးစားတဲ့သူကတော့နော်ဗြဟ္မာဘဝကိုရောက်သွားနိုင်တယ်နော်ဗြဟ္မာဘဝကိုရောက်သွားနိုင်တယ်အေးဘယ်လိုပဲပြောပုံညာပိသင်္ခါရလို့ခေါ်တဲ့ကုသိုလ်အပုံညာပိသင်္ခါရလို့ခေါ်တဲ့အကုသိုလ်အာနိသပိသင်္ခါရလို့ခေါ်တဲ့ဇံကြီးရောက်အောင်ဘယ်လိုပဲကြိုးစားဝိပဿနာမရှိရင်နော်ပေါင်းမြောက်အောင်မရှိရင်နိဗ္ဗာန်ရောက်ပါမလားမရောက်ဘူးဆိုလို့ချင်းနောက်ဆုံးဘာနဲ့ပဲအဆုံးသတ်မလဲအိုနာသေးနဲ့ပဲအဆုံးသတ်မယ်နော်အဲ့ဒါကြောင့်မလို့နော်အဝိဇ္ဇာဆိုတဲ့ဗရောသူ့ကိုပုံညာပြီးသင်္ခါရအပုံညာပြီးသင်္ခါရအာနိဇာပြီးသင်္ခါရဆိုတဲ့ဒေါက်လက်ဒီအဲ့ဒီဒေါက်လက်ဒီကြောင့်နော်ဒေါက်လက်ဒီကထောက်ပြီးတဲ့ခါကျတော့ဘာကြီးဖြစ်လာမလဲနော်လူတွေဖြစ်လာမယ်နတ်တွေဖြစ်လာမယ်ဗြဟ္မာတွေဖြစ်မယ်ကံဆိုရင်ငရဲကိုရောက်မယ်အပေကြမယ်ဟောဘယ်ပဲကြနိဗ္ဗာန်မရောက်သေးတဲ့အတွက်ကြောင့်ဘာနဲ့ပဲဆုံးမလဲအိုနာတိနဲ့ပဲဆုံးမယ်ဒါကြောင့်မလို့ဇရာမရဏနဲ့ကွတ်ထားတယ်မလားကွတ်ထားတယ်အေးအဲ့တော့ယောဂီတို့ဦးဇင်းတို့တွေဟာနော်အဝိဇ္ဇာအခြေခံတယ်အဝိဇ္ဇာဆိုပါတယ်အဝိဇ္ဇာဆိုသစ္စာလေးပါမသိတာအဝိဇ္ဇာပဲသစ္စာလေးပါသိကြပါလားသစ္စာလေးပါကိုတုဒ္ဒမယညာဆိုရက်နော်ဟောလို့ပြောလို့တော့သိကောင်းသိမယ်ကိုယ်တိုင်သိလားမသိဘူးမသိရဲ့ကိုသစ္စာလေးပါမသိသေးသေးကတော့အဝိဇ္ဇာဖုံးလွှမ်းနေတာပဲသစ္စာလေးပါသိသွားရင်အဝိဇ္ဇာဖုံးလို့ကိုမရတော့သူကဝိဇ္ဇာဖြစ်သွားတယ်အဲ့တော့အဝိဇ္ဇာကိုအရင်ခံပြီးဒါနသီလဘာဝနာလုပ်တဲ့အတွက်ကြောင့်နော်ဒါနသီလဘာဝနာကနော်ပုံညာပြီးသင်္ခါရ
မကောင်းမှုလုပ်တယ်အဲ့ဒါကအပုံညာပြီးသင်္ခါရဇံရအောင်လုပ်တယ်ဒါကအာနိစာပြီးသင်္ခါရအဲ့ဒီသင်္ခါရတွေကတောက်လက်ဒီအဲ့ဒီတောက်လက်ဒီကိုနော်ယောဂီတို့ဦးဇင်းတို့ကမပေနိုင်သေးဘူးမချိုးနိုင်သေးဘူးတောက်လက်ကြီးတွေတန်းလန်းနေမလားတောက်လက်ကြီးတွေတန်းလန်းဆိုတော့အဆုံးဘာနဲ့သွားထိမှာဇရာမရဏနဲ့ထိမှာပဲဒီအခုဘောဟိုပဲကြော်လို့ရလားမရဘူးမြတ်စွာဘုရားအဲ့ဒါကြီးကြော်ခဲ့ပြီဘောဓိမန္တိုင်မှာနော်ဘောဓိမန္တိုင်မှာတစ္ဆာ၄ပါးကိုသိရတဲ့တပြိုင်နက်တည်းဒီတောက်လက်အလုံးကိုအထောက်အကန့်အလုံးကိုချိုးဖြက်ပြီးရဲ့အတွက်ကြောင့်မြတ်စွာဘုရားသည်အရဟံဂုဏ်တော်နဲ့နော်အရဟံဂုဏ်တော်နဲ့ပြည့်စုံပြီးတော့အရဟံမြည်တော်မူပါပေ၏ကဲဘလောက်ကြည်ညိုစရာကောင်းတယ်ဟောအရဟံဂုဏ်တော်ကြီးရဟုတ်ပြီနောက်တစ်ခုပစ္စည်းလေးပါနော်ပူဇော်ခြင်းကိုထိုက်တန်တယ်အလူကတစ်ကြိတ်လေးရှိတယ်မလားရှိပါရဲ့အလူကတစ်ကြိတ်လေးမှာမြတ်စွာဘုရားကထိတ်ဆုံးနံပါတ်1မလားနော်အဲ့တော့ပူဇော်ထိုက်တော်ပုဂ္ဂိုလ်တွေတတ္တဝါအားလုံးဒီထဲမှာထိတ်ဆုံးမှာရှိတဲ့အတွက်ကြောင့်မြတ်စွာဘုရားကတဲ့နော်ပစ္စည်းလေးပါးကိုပူဇော်ထိုက်တော်ပူဇော်ထိုက်သူဖြစ်သည်ထို့သောအမြတ်ဆုံးဖြစ်သောအပူဇော်ကိုခံရသည့်အတွက်ကြောင့်မြတ်စွာဘုရားသည်အရဟံဂုဏ်တော်နဲ့အရဟံဂုဏ်နဲ့ပြည့်စုံတော်မူပြီးတော့အရဟံမြည်တော်မူပါပေ၏ကဲကြည့်ဟာပူဇော်အထုကိုမခံတိုက်ဘူးလားမြတ်စွာဘုရားရဲ့ဘုန်းတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တနော်ဟုတ်လားဒီအနန္တဘုန်းတော်တွေအနန္တဉာဏ်တော်တွေကိုကြည်ညိုတဲ့အခါကျတော့လူတွေနဲ့ဒီပြမာတွေကမပူဇော်ခြင်းဘူးလားပူဇော်အလိုလိုကိုပူဇော်ခြင်းတာဖျားလို့အတန်ကြောက်လိုက်ရင်ကိုပဲတခုခုပူဇော်ခြင်းတာမလားဟုတ်လားစမီးပူဇော်မယ်ပန်းပူဇော်မယ်ဟုတ်လားသင်္ကန်းနော်ဒီဆွမ်းဆေးနော်ကြောက်စားသဖြင့်ပူဇော်ခြင်းနဲ့လှူခြင်းနဲ့ပစ္စည်းလေးပါအဲ့တော့အပူဇော်လည်းခံတိုက်တယ်အပူဇော်ခံတိုက်တဲ့အတွက်ကြောင့်လည်းမြတ်စွာဘုရားဟာအရဟံမြည်တော်မူပါပေနော်နောက်တစ်ခုနံပါတ်5ကပါလေစိတ်ကြွယ်ရာအရက်၌ပင်မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားဟာတို့ဉာဏ်ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေလေ့လာကြည့်လိုက်နော်ဦးဇင်းတို့အပါအဝင်လောကီထဲမှာနေတဲ့သူအများစုကဉာဏ်ပညာမမဲ့ဘူးလားမဲ့ပါမဲ့တယ်နော်သစ္စာလေးပါးမှမသိလို့ရှိရင်ဉာဏ်နဲ့ပြည့်စုံပြီလို့သွားမပြောနဲ့နော်သစ္စာလေးပါးတော့မသိသေးဘူးဆိုလို့ရှိရင်ဒါဉာဏ်ပညာမပြည့်စုံသေးဘူးမပြည့်စုံသေးတဲ့အခါကျတော့လူတွေကြွယ်ရမှာနော်လူရှိသူရှိကြတော့ဟာလားဟန်ကြီးပန်ကြီးနဲ့နော်ပညာရှိကြီးလိုသူတော်စင်ကြီးလိုမနေဘူးလားနေတယ်ကြွယ်ရရဲ့တော့ရောက်ရောဘာဖြစ်တော့လုံးချင်တာတွေလုံးတော့တာပဲအဲ့ဒီလိုပညာမဲ့တဲ့သူတွေဟာတဲ့လူအများကကြည်ညိုတာပြတ်သွားမှစိုးတဲ့အတွက်ကြောင့်ရှေ့မှာတော့သူတို့ကဘာမှမလုပ်နော်မျက်မှောက်ကာလမှာဘာမှမလုပ်ဘဲနဲ့မျက်ွယ်ရောက်လို့ရှိရင်ဖောက်လွဲဖောက်ပြန်မလုပ်ကြဘူးလားလုပ်တယ်တို့ကြည်ညိုကိုးကွယ်နေတဲ့ဘုန်းတော်ကြီးတော်မြတ်စွာဘုရားကတော့မျက်ွယ်မှာလည်းမလုပ်ဘူးမျက်မှောက်မှာလည်းမလုပ်ဘူးမြတ်စွာဘုရားမကောင်းမှုလုပ်ဖို့အတွက်စိတ်ကြွယ်ရမရှိဘူးဘယ်ရှိမလဲမြတ်စွာဘုရားကိုယ်တော်ကသစ္စာ၄ပါးသိထားပြီလေသိထားတဲ့အခါကျတော့ဟလားလူတွေဘယ်သူမှမသိတဲ့နေရာမှာတခုလုပ်လိုက်လို့ရှိရင်နံပါတ်1ကိုယ်တိုင်မသိဘူးလားသိတယ်ဟာငါမကောင်းတာလုပ်ခဲ့သို့တော်လူတွေမသိချင်နဲ့ဟန်ဆောင်ပါဆောင်နေလိုက်အောင်မယ်မရှိကြဘူးလားဒါပုထုဇဉ်လူသားတွေအဲ့တိုင်းပဲမြတ်စွာဘုရားတော့သစ္စာ၄ပါးကိုလည်းသိပြီနော်မြတ်စွာဘုရားကိုလည်းအမြဲတမ်းဟလားလူတွေနတ်တွေကလည်းကြည်ညိုနေကြတာဆိုတော့ဒီကြည်ညိုမှုဒီမျက်မှောက်မှာလည်းနော်မဖောက်ပြန်ဘူးမျက်ွယ်မှာလည်းမဖောက်ပြန်ဘူးအဲ့တော့ဖောက်ပြန်မှုအတွက်စိတ်ကြွယ်ရာဆိုတဲ့နေရာရှိလားရှိပါဘူးမြတ်စွာဘုရားအတွက်မရှိဘူးမရှိတဲ့အတွက်ကြောင့်ဘာဂုံလို့မြည်လဲအရဟံဂုံတော်လို့မြည်တယ်ဒါကအရဟံဂုံတော်အဲ့တိုင်းနားလေရကဲအဲ့ဒီတိုင်းနားလေတဲ့ခါကျတော့ဒီအချက်မှာအရဟံဂုံတော်ကိုတိချာလေ့လာကြည့်လိုက်တော့ဩ
မြတ်စွာဘုရားအရဟံဂုဏ်တော်နဲ့ပြည့်စုံတယ်ငါတို့တပည့်ကိုပြန်လေ့လာကြည့်လိုက်နံပါတ်1ကိလေသာတွေဒင်းချမ်းတဲ့နံပါတ်2ဒီကိလေသာတွေကိုမရှင်းနိုင်သေးဘူး1500ကိလေသာတော်ရထွက်ပလားမထွက်နိုင်ဘူးနောက်တော့ကဟလာဒီက30ဘုံကနေလွတ်ဖို့အတွက်အထောက်အကန့်လို့ခေါ်တဲ့နော်ဒီဝိပဿနာကိုအထောက်အကန့်လို့ခေါ်တဲ့ပုံညာပိသင်္ခါရအပုံညာပိသင်္ခါရအနိစ္စပိသင်္ခါရတွေပဲလောက်တာပဲဝိပဿနာကိုအင်းပြီအားပြီလုံနိုင်ပြီလားမလုံနိုင်ဘူးအဲ့တော့အထောက်အကန့်နေနဲ့ပဲနေရသေးတယ်မလားအထောက်အကန့်နေမဖြတ်နိုင်သေးတဲ့အတွက်ကြောင့်နော်ဒီချင်းသဘောတရားနေလွတ်ပလားမလွတ်သေးဘူးမြတ်စွာဘုရားကဒီအထောက်အကန့်နေအားလုံးကိုချိုးဖျက်ပြီးသွားပြီဟောပြီးတော့ပူသောအထူးကိုလည်းခံယူတော်မူတတ်တယ်အဲ့တော့မကောင်းမှုလုပ်ဖို့ကိုလည်းစိတ်ကိုရဆိုတော့သူ့အတွက်ဘာမှမရှိဘူးဆိုတော့အရဟံဂုဏ်တော်ကြီးနဲ့နော်ထိုက်တန်ရှိသောမြတ်စွာဘုရားကိုတို့ဟာမတုံမလို့ဘာဖြစ်ရမလဲယုံကြည်ရမယ်ကြည်ညိုရမယ်နော်ကြည်ညိုရမယ်အဲ့တော့မြတ်စွာဘုရားကိုအရဟံဂုဏ်တော်ကိုမတုံမလို့ကြည်ညိုခြင်းဒီချင်းနဲ့ပြည့်စုံရမယ်ကဲနောက်တစ်ခုသွားလိုက်အောင်သမ္မာသမ္ဗုဒ္ဓဂုဏ်တော်သမ္မာသမ္ဗုဒ္ဓဆိုတာဘာလဲသမ္မာသမ္ဗုဒ္ဓဆိုတာကနံပါတ်1အလုံးစုံသောတရားတို့ကိုမှန်ကန်စွာသိခြင်းကိုယ်တော်တိုင်ထိုးထွင်း၍သိခြင်းဟောအလုံးစုံသောတရားတွေကိုမှန်ကန်လည်းသိတယ်ကိုယ်တော်တိုင်လည်းသိတယ်နော်အလုံးစုံသောဓမ္မတရားတို့ကိုသိရရှိတဲ့အလုံးစုံသောဓမ္မတရားတို့ကိုသိတော်မူတယ်ကိုယ်တော်တိုင်သိတော်မူသောကြောင့်ဘာလို့ခေါ်မလဲသမ္မာသမ္ဗုဒ္ဓလို့မြည်တော်မူပါပေ၏ကဲဟုတ်ပြီအလုံးစုံသောတရားတွေကဘာတွေတော့အလုံးစုံသောတရားတွေမှာအရေးအကြီးဆုံးတရားကတော့သစ္စာလေးပါးတရားပဲမြတ်စွာဘုရားကဗောဓိမန္တိုင်းမှာနော်သစ္စာ၄ပါးကိုစိုက်မြတ်ရခဲ့သစ္စာ၄ပါးတရားတော်ကိုထိုးထွန်းသိခဲ့သိတာမှရိုးရိုးသိတာမဟုတ်နံပါတ်1သိတယ်သိတဲ့အခါမှာသူများပြောလို့သိတာမဟုတ်ဘူးကိုယ်တော်တိုင်နော်ထိုးထွင်းပြီးတော့သိတာဖြစ်တယ်ကဲအဲ့ဒီမြတ်စွာဘုရားသိတဲ့အချက်တွေဟာဘာတွေလဲနော်ဘာတွေလဲဆိုတော့ခါကြတော့ကဲကြည့်နော်ဘာတွေလဲဆိုလို့ရှိရင်မြတ်စွာဘုရားကသစ္စာ၄ပါးကိုသိလိုက်ပြီသိလိုက်တဲ့အခါမှာသစ္စာ၄ပါးဘာတွေတော့ဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာမဂ္ဂသစ္စာဒီသစ္စာ၄ပါးဟာဘယ်လိုလုပ်ရမလဲဆိုတော့လေမြတ်စွာဘုရားကိုယ်တိုင်သိတယ်ဒုက္ခသစ္စာဆိုတာသူ့ပရိညာတပိုင်းခြားသိရမယ်ဟာဒီဥစ္စာဒုက္ခဒါဒုက္ခမဟုတ်ဘူးဆိုတော့ပိုင်းခြားပြီးတော့သိရမယ်တို့ပုထုဇဉ်တွေအဲ့လိုသိလားမသိတဲ့အတွက်ကြောင့်ရဟန္တာလို့တော့ဒုက္ခကြီးမသွားဘူးလားကြီးသွားတယ်တို့ကဒုက္ခတောင်မှပိုင်မနေနိုင်မသိဘူးအဲ့တော့မြတ်စွာဘုရားနံပါတ်1ပရိညာဒုက္ခကိုပရိညာပိုင်းခြားနော်ပိုင်းနိုင်သိတယ်နော်သမုဒယသစ္စာဆိုတာကမဟာတပ္ပပယ်ရမယ့်တရားလို့မြတ်စွာဘုရားသိတို့ကသိလားမသိလို့လေတဏှာသမုဒယသစ္စာပဲလေတဏှာဆိုတာဘာလိုချင်တာဟာဟိုပစ္စည်းလေးလိုချင်တယ်ဒီပစ္စည်းလေးလိုချင်တယ်ရွှေတွေငွေတွေလိုချင်တယ်မို့လားအဲ့ဒါသမုဒယသစ္စာလို့သိလားမသိဘူးလိုချင်တာတဏှာလေတဏှာဆိုသမုဒယသစ္စာပဲနော်အဲ့တော့သမုဒယသစ္စာကိုပယ်ရမယ်လို့တို့ကသိလားမသိဘူးမြတ်စွာဘုရားကသိတယ်နော်ပဟာတပ္ပသမုဒယသစ္စာပဟာတပ္ပတော့ပယ်ရမယ်တရားဟောနောက်တစ်ခါនិရောဓသစ္စာတဲ့និရောဓသစ္စာကသစ္စိကာတပ္ပမျက်မှောက်ပြုရမယ်တရားនិရောဓသစ္စာဆိုတာနိဗ္ဗာန်ကိုပြောတာအဲ့တော့နိဗ္ဗာန်ကကိုစိုက်ချင်လို့ကြိုးစားနေတဲ့
နိဗ္ဗာန်မို့လားအေးအဲ့တော့အဲ့ဒီကနိဗ္ဗာန်ကိုမျက်မှောက်ပြုရေးအတွက်နော်ဘာတွေလုပ်ရမယ်ဆိုတော့ကိုကသိလားကောင်းကောင်းမသိကြဘူးဝေဝါးဝါတော့သိတာပေါ့နော်အဲ့ဒါနိဗ္ဗာန်ရောက်အောင်ကြိုးစားမယ်ဝိပဿနာရှုမယ်လို့သိတယ်မြတ်စွာဘုရားကဘယ်လိုလုပ်ရမယ်ဆိုတော့မျက်မှောက်ပြုရမယ်တရားဆိုတော့သိချာသိတယ်ဒါကြောင့်မလို့ဟလာនិရောဓသစ္စာတော့တစ္ဆိကတပ္ပါမျက်မှောက်ပြုရမယ်တရားလို့ပိုင်းခြားသိတယ်သိချာသိတယ်နော်မဂ္ဂသစ္စာဆိုဘာဝေတပ္ပပွားများရမယ်တရားဆိုတာသိတယ်ဟောဘုရားကသစ္စာတွေကိုသိတဲ့အခါမှာအဲ့လိုနော်သိချာသိတယ်တို့သိတာကဒေါဝသစ္စာဟလားသမုဒယသစ္စာនិရောဓသစ္စာဟလားမေဃသစ္စာဆိုတော့စာတွေကတွေ့လို့နောက်တကဆရာတော်တွေကဟောလို့ဆိုတော့တော်တော်လေးပဲသိတာမလားအဲဒုက္ခသစ္စာဆိုတာညာတပညာတရားပိုင်းခြားပြီးသိရမှာနော်ဘယ်ဟာကဒုက္ခသစ္စာလေနော်ဥမာအဖြစ်ခန္ဓာအာယတနာဓာတ်ဒီခန္ဓာအာယတနာဓာတ်ဒီနော်ခန္ဓာ၅ပါးအာနာ12ပါးဓာတ်18ပါးဒါတွေဟာဒုက္ခသစ္စာတွေလို့သိကြလားမသိကြဘူးเนาะမသိကြဘူးအဲ့ဒါကြောင့်မြတ်စွာဘုရားကဓမ္မစစ်ကြမှာဟာလားအံခိတ်တိနာပါဒာပိစုပါဒာနက္ခန္ဓာဒုက္ခဆိုတော့ခန္ဓာ၅ပါးဟာဒုက္ခသစ္စာကြီးပါလို့မဟောခဲ့ဘူးလားဟုတ်ပါဘူးဘုရားကအဲ့လိုပိုင်းပိုင်းခြားခြားသိရမယ်ဆိုတဲ့အချက်တွေကိုသိသွားတယ်အဲ့တော့သမုဒယသစ္စာဆိုတာကဟာလားဒီပါဟာတပ္ပပေရမယ်တရားတို့ကသမုဒယသစ္စာပေရမယ်လို့မသိဘူးလေမသိလို့လေတဏှာနဲ့ဟိုဟာဆွဲဒီဟာဆွဲနေတာမလားဟာငါသားလေးဟဲ့ငါအမီးလေးဟဲ့နဲ့မဆွဲဘူးလားဆွဲပါဒါငါအမျိုးလေးဟဲ့နဲ့ဆွဲနေအဲ့ဒါဘာဖြစ်တော့အဲ့ဒါသမုဒယတွေပဲလေအဲ့ဒီသမုဒယကိုပေရမယ်လို့သိလားမသိဘူးဆွဲတဲ့ပူပြီးတော့ဆွဲနေကြတယ်အဲ့တော့ဘုရားကတော့ဟလာပေရမယ်တရားလို့သိတယ်နော်និရောဓသစ္စာဆိုလို့ရှိရင်နော်သစ္စိကာတပ္ပဟုတ်လားဒီမျက်မှောက်ပြုရမယ်တရားနော်မေဃသစ္စာဆိုရင်နော်ဘာဝေတပ္ပပွားများရမယ်တရားလို့မသိဘူးလားသိတယ်ကဲဘယ်လိုသိတယ်လဲနော်ဘယ်လိုသိတယ်လဲနော်ဘယ်လိုသိတယ်လဲဆိုတော့တဆင့်တက်လိုက်အောင်ဘယ်လိုသိတော့တဲ့ဘယ်လိုသိတော့ဆိုတော့တခြားမကြည့်နဲ့ကိုကြည့်ကို့မှာမျက်စိနားနာရှာကိုစိတ်မရှိဘူးလားရှိပါတယ်ရှိတယ်ဟုတ်ပြီနော်ဒါမျက်စိနားနာရှာကိုစိတ်ရှိတယ်ကဲမျက်စိလေးတစ်ခုစဉ်းစားကြည့်မျက်စိလေးကိုစဉ်းစားလိုက်နော်မျက်စိလေးကိုဘယ်လိုစဉ်းစားမလဲမျက်စိလေးကိုစဉ်းစားဆိုရင်မျက်စိငါရထားတဲ့မျက်စိဘာလဲဘယ်လိုတော့နော်ဒါကိုမြတ်စွာဘုရားရှင်းပြထားတယ်မျက်စိဟာဒုက္ခသစ္စာမဟုတ်ဘူးလားဟုတ်တယ်နော်ဒုက္ခသစ္စာတော့မျက်စိမပါဘူးလားပါပါတယ်ခုနပြောပြီလေခန္ဓာအာယတနာဣဇဒ6ပါးဗေဒ6ပါးဣဇဒ6ပါးထဲမှာမျက်စိနာနာရှာကိုယ်စိတ်အဲ့ဒါအတွင်းအာယတနာ6ပါးအဲ့ထဲမှာမျက်စိလို့မပါဘူးလားပါတယ်မျက်စိလို့ပါတယ်အဲ့တော့မျက်စိလို့ပါတော့မျက်စိကဒုက္ခသစ္စာမဟုတ်ဘူးလားဟုတ်တယ်မျက်စိကဒုက္ခသစ္စာအဲ့ဒီမျက်စိဘာလို့ရောက်လာတာလဲမျက်စိကလှတဲ့လူလှတယ်မျက်လုံးလှတဲ့လူမရှိဘူးလားရှိတယ်မျက်စိပေမေးမရှိဘူးလားရှိပါမျက်စိလှတဲ့လူရှိတယ်လို့မလှတဲ့လူလည်းရှိတယ်နော်မျက်စိကောင်းကောင်းအမြင်စွမ်းတဲ့လူရှိတယ်လို့ကောင်းကောင်းအမြင်မစွမ်းတဲ့လူမရှိဘူးလားရှိပါဒါတွေကကိုလှုပ်တာလားကိုလှုပ်တာလားကံကပြုပြင်လိုက်တာလားအကူကတော့ကိုအမြဲတမ်းမျက်စိလေးကလည်းလှကျင်တာပဲမျက်လုံးလေးကလည်းကြီးနေကျင်တာပဲမို့လားအဲ့တန်ဖြစ်လားဖြစ်ပါဘူးအဲ့တော့မျက်စိဒီဒုက္ခသစ္စာအဲ့ဒီမျက်စိဟာဘာကြောင့်ဒီလိုဖြစ်တာလဲလို့စဉ်းစားလိုက်တော့ရှေးအတိတ်ကာလတို့ကနော်ဒီခန္ဓာ၅ပါးရဖို့အတွက်ဓမ္မတွေဆောင်ရွက်တဲ့အခါမှာဒီမျက်စိလည်းပါတယ်အဲ့ဒီမျက်စိဖြစ်အောင်ကိစ္စတွေဆောင်ရွက်နေစဉ်ကာလမှာရှိတဲ့ကိုယ့်ရဲ့တဏှာရှေးအတိတ်မှာရှိတဲ့ကိုလုခဲ့တော့ကမျက်စိဒီမျက်စိလေးဖြစ်လာဖို့အတွက်ဒီနေ့ပဲဒီခန္ဓာကိုယ်ဖြစ်လာဖို့အတွက်ဆောင်ရွက်နေတဲ့နော်အချိန်မှာတဏှာအဲ့ဒီတဏှာရဲ့နော်စွမ်းဆောင်ချက်ကြောင့်
ဟောဒီမျက်လုံးရလာတာနော်အဲ့ဒီတဏှာကနေပြီးတော့အဲ့တော့တဏှာဒီတဏှာကိုအကြောင်းခံပြီးတော့အခုလက်ရှိဘဝမှာမျက်စိရတယ်ဆိုတော့တဏှာဒီအကြောင်းတရားမဟုတ်ဘူးလားဒုက္ခဖြစ်စေတဲ့အကြောင်းတရားဒီဘယ်လိုလဲသမုဒိယသစ္စာဟောတွေ့နော်တွေ့ပြီမျက်စိဒီဒုက္ခသစ္စာဒီမျက်စိကိုရစီတာကဟိုးအတိတ်ကနော်ဒီကိစ္စတွေဆောင်ရွက်တုန်းကအမှုကိစ္စတွေဆောင်ရွက်တုန်းကဖြစ်ပေါ်နေတဲ့တဏှာအဲ့ဒီတဏှာနဲ့ဒီမျက်စိကိုဖြစ်စေတာဆိုတော့တဏှာဒီအတိတ်ကာလကတဏှာဒီမျက်စိကိုဖြစ်စေတော့အကြောင်းတရားမဟုတ်ဘူးလားအကြောင်းတရားဆိုတော့ဒုက္ခသစ္စာကိုဖြစ်စေတာကဘယ်သူတော့သမုဒိယသစ္စာဟောဒီမှာတော့မတွေ့ဘူးလားတွေ့တယ်ဟောဒုက္ခသစ္စာလည်းတွေ့သွားပြီဒါမျက်စိတစ်ခုရှိသေးတယ်နော်သမုဒိယသစ္စာလည်းတွေ့ပြီအဲ့ဒီကသစ္စာနှစ်ပါးကိုတဲ့နော်သစ္စာနှစ်ပါးမဖြစ်အောင်နော်သစ္စာနှစ်ပါးချုပ်သွားအောင်နော်သစ္စာနှစ်ပါးမဖြစ်အောင်သစ္စာနှစ်ပါးကင်းသွားအောင်သစ္စာနှစ်ပါးကိုချုပ်သွားအောင်ဘာလို့ရနိရောဓဆိုင်အောင်ကြိုးစားရမယ်မလားနော်အဲ့တော့ဒုက္ခသစ္စာနဲ့သမုဒိယသစ္စာကိုပယ်နိုင်အောင်ကင်းနိုင်အောင်ချုပ်အောင်လုပ်တာကဘယ်သူတော့နိရောဓသစ္စာဟောနိရောဓသစ္စာဒီနိရောဓသစ္စာကိုအပြားအဖြစ်သိအောင်မဂ်ခင်၈ပါးနဲ့မကျင့်ရဘူးလားကျင့်ရတဲ့မဂ်ခင်၈ပါးကိုမေဃသစ္စာဟောမျက်လုံးကိုအကြောင်းပြုပြီးတော့သစ္စာလေးပါမဆိုင်ဘူးလားဆိုင်ပါပါအဲ့ဒီတိုင်းသိရဒါမျက်လုံးရှိသေးတယ်နားလဲအဲ့တိုင်းနားလဲရနားလေးဒီနားလေးနားလဲတချို့ဆိုနားကာကာလေးနဲ့မလှဘူးလားတချို့ကျတော့ရွက်တူလေးနဲ့ဖြစ်မနေဘူးလားအဲ့တော့ဒါတွေကကိုလုံးလို့ဖြစ်တာလားမင်းမွေးတော့ကပါလာတာဆိုတော့ကိုပြုတ်ပြင်လို့ဖြစ်တာလားဘယ်သူကပေးလိုက်တာကံကပေးလိုက်တာကံကပေးလိုက်တာဒီယုတ်ဒီယုတ်ကြီးကကံကပေးလိုက်တာနော်ကဲတော့နားလေးကိုကြောင်းပြုနားကလည်းမျက်စိနာရှာကိုဆိုတဲ့အာရဏ6ပါးအတွင်း6ပါးကသူကဒုက္ခသစ္စာမလားဟောနားလဲအဲ့တော့ဘာလို့ဒုက္ခသစ္စာနားဟာဒုက္ခသစ္စာဟောဒီနားဘာကြောင့်ရတယ်လဲစဉ်းစားအခုဘဝမှာကိုလို့ရတာလားမဟုတ်ဘူးရှေးတိတ်ကာလတုန်းကတစုံတစ်ခုသောကိစ္စတွေကိုဆောင်ရွက်နေစဉ်မှာရှိနေသောတဏှာအဲ့ဒီတဏှာတော့ဟောဒီနားလေးရဒီမှာရောက်လာတာနော်ရှေးအတိတ်ကာလလွန်ခဲ့သောအတိတ်ကာလကနော်အမှုကိစ္စတွေကိုဆောင်ရွက်နေစဉ်ကာလမှာရှိနေတဲ့တဏှာကလုပ်ပေးလိုက်တာဒါဆိုရင်အဲ့ဒီကရှေးအတိတ်ကတဏှာကြီးနားဖြစ်ဖို့အတွက်အကြောင်းတရားမဟုတ်ဘူးလားအကြောင်းတရားနားကဒုက္ခသစ္စာဆိုရင်ဒုက္ခသစ္စာကိုဖြစ်ပေါ်စေတာဘယ်သစ္စာသမုဒိယသစ္စာဟောသစ္စာနှစ်ပါးမတွေ့ဘူးလားတွေ့ပြီအဲ့ဒီသစ္စာနှစ်ပါးကိုပယ်နိုင်အောင်ကင်းအောင်ချုပ်သွားအောင်ဘာလို့ရမလဲနိရောဓသစ္စာဆက်အောင်ကြိုးစားရမယ်မလားဟောနိရောဓကိုဆက်အောင်ကြိုးစားရမယ်နော်ကြိုးစားရမယ်အကြောင်းကတော့သိပြီးသားလူတိုင်းဝိပဿနာရှုရမယ်ဆိုဝိပဿနာမရှိရင်နိရောဓစိုက်ပါမလားမစိုက်ဘူးနိရောဓသစ္စာကိုမျက်မှောက်ပြုဖို့စိုက်ဖို့အတွက်ဆိုရင်ဝိပဿနာရှုရမယ်အခုဒုက္ခသစ္စာဖြစ်တဲ့နာသူ့ကိုဖြစ်ပေါ်စေတဲ့ရှေးအတိတ်ကတဏှာကသမုဒိယသစ္စာဒီသစ္စာနှစ်ပါးကိုပယ်နိုင်အောင်ကြိုးစားကင်းနိုင်အောင်ကြိုးစားချုပ်တော့အောင်ကြိုးစားအဲ့လိုကြိုးစားမယ်ဆိုရင်နော်ဘယ်ကိုစိုက်သွားမလဲနိရောဓသစ္စာကိုစိုက်သွားမယ်နိရောဓသစ္စာကိုစိုက်ဖို့အတွက်ဆိုရင်ဘလို့ပွားများမလဲနိရောဓသစ္စာကိုသိအောင်ဆိုရင်ဘာလုပ်ရမလဲဆိုတော့မဲခင်၈ပါးအကျင့်နဲ့ကျင့်ရမှာမလားအဲ့ဒီအကျင့်တရားကိုဘာလို့ခေါ်လဲမေဃသစ္စာကဲနားကိုအကြောင်းပြုပြီးတော့သစ္စာလေးပါမစိုက်ဘူးလားစိုက်တယ်အဲ့ဒါလို့သိရမယ်မျက်စိနာရှာကိုစိတ်တစ်ခုချင်းအဲ့လိုအထက်ကဲဒီလိုစစ်ပိုင်ပြီးသိတာကဘယ်သူသိတာတော့မြတ်စွာဘုရားမှာသိတာမဟုတ်လားမြတ်စွာဘုရားသိခဲ့တာမဟုတ်လားမြတ်စွာဘုရားအဲ့ဒါလို့သိတော့သိတယ်ကိုယ်တိုင်လည်းသိတယ်နော်သိတော်မူသောမြတ်စွာဘုရားကိုယ်တိုင်ထိုးထွေးသိတော်မူသောမြတ်စွာဘုရားမျက်စိဟာဒုက္ခသစ္စာဟဲ့မျက်စိကိုဖြစ်ပေါ်စေတဲ့ရှေးအတိတ်တဏှာက
ဟုတ်လားသမုဒယသစ္စာဒီနှစ်ပါးကိုပယ်နိုင်လို့ရှိရင်និရောဓသစ္စာဆိုင်ပဲပယ်အောင်ဘယ်လိုကျင့်ရမလဲဆိုရင်និရောဓသစ္စာချုပ်ချင်းကိုသိအောင်အတွက်မဂ်ခင်၈ပါးနဲ့ကျင့်ရမယ်ဆိုရင်မဂ္ဂသစ္စာဆိုပါသစ္စာ၄ပါးကိုမျက်စိကိုအကြောင်းပြုပြီးသစ္စာ၄ပါးနားကိုအကြောင်းပြုပြီးသစ္စာ၄ပါးနှာခေါင်းရှားကိုယ်စိတ်တွေကိုအကြောင်းပြုပြီးတော့သစ္စာ၄ပါးကိုအဲ့လိုထူးထူးထူးနေမသိဘူးလားသိတယ်မြတ်စွာဘုရားသိတယ်မြတ်စွာဘုရားသိလို့ဟောလို့အခုဟုတ်လားယောဂီတို့ဦးဇင်းတို့သိရတာမဟုတ်လားအေးအဲ့တော့မြတ်စွာဘုရားကနော်တရားတွေကိုပိုင်နိုင်နိုင်သိတယ်သိတာမှဘယ်လိုသိတော့ကိုယ်တော်တိုင်ထိုးထွင်းပြီးသိတာဆိုတော့ဘာကိုနာမတန်ဗုဒ္ဓဂုဏ်နဲ့ပြည့်စုံတယ်နာမတန်ဗုဒ္ဓလို့မမြည်ဘူးလားမြည်တော်မူတယ်ဟောအဲ့ဒါလို့တစ်ခုချင်းသိရနော်အဲ့လောက်သိလို့ရှိရင်ဘုရားရဲ့တမ္မာတမ္မဒတန်ဗုဒ္ဓဂုဏ်တော်ကြီးကိုမကြည်ညိုဘူးလားအဲ့ဒါကြောင့်မလားအဲ့ဒီကဂုဏ်တော်တွေတစ်ခုချင်းကိုအဲ့လိုအသေးစိတ်သိလို့ရှိရင်အဝိဇ္ဇပတာရလို့ခေါ်တဲ့မတုံမလုတ်ကြည်ညိုသွားပြီမတုံမလုတ်ယုံကြည်သွားပြီနော်မတုံမလုတ်ကြည်ညိုယုံကြည်ရဲ့ဘယ်အဆင့်ထိယုံကြည်ရမလဲစိတ်ထဲတွေးလိုက်လို့ရှိရင်မြတ်စွာဘုရားကိုကမျက်စိနဲ့မြင်ရတယ်လို့မျက်စိနဲ့တော့မြင်ရတာမဟုတ်ဘာလို့မြင်ရနဲ့မြင်ရတော့ဘုရားအရဟံဂုဏ်တော်အရဟံဂုဏ်တော်ဟာအရဟံဂုဏ်တော်ဘာတွေလဲဟာကိလေသာနဲ့ဝေးတယ်နော်ကိလေသာတွေကိုဟုတ်လားပယ်ဖြတ်ပြီးပြီဟာဒီဇရာမရဏကိုရောက်စီတဲ့နော်ဒီကအထောက်အကနေလဲဖြတ်ပြီးပြီအပူဇော်အထူးလဲခံယူတော်မူတတ်ပြီစိတ်ကိုရအချက်မှလဲဟလားမကောင်းမှုကိုမလုပ်ဘူးဒါအာရံဂုဏ်တော်ကြီးနဲ့အင်တန်ကြီးညိုတယ်ဆိုစိတ်ထဲကနေပေါ့နှစ်ကာနဲ့မတုံမလို့ကြီးညိုနေရအဲ့ဒီလိုပဲအခုတမ္မာတန်ဗုဒ္ဓဂုဏ်တော်ကိုလဲဖျားသစ္စာ၄ပါးသိရဆိုဘယ်လိုသိရတော့ဒုက္ခသစ္စာဆိုတာကဟလားဒါကပိုင်နိုင်သိရမယ်တရားသမုဒယသစ္စာဆိုတာပယ်ရမယ်တရားនិရောဓသစ္စာဆိုတာကမျက်မှောက်ပြုရမယ်တရားမဂ္ဂသစ္စာဆိုတာကပွားများရမယ်တရားလို့ပိုင်မသိဘူးလားအဲ့လိုသိတာကဘုရားကသိလဲသိတယ်သိတာမှရိုးရိုးမို့ကိုယ်တော်တိုင်သိတာသူမျိုးပြောလို့သိတာဟုတ်လားမဟုတ်ဘူးကိုယ်တော်တိုင်သိရမလားအဲ့တော့ဘလို့ကြည်ညိုစရာကောင်းအဲ့ဒါလို့ပွားပြီးမြတ်စွာဘုရားဉာဏ်မျက်စိထဲမှာမြင်လာအောင်နော်ဥတီပြီးတော့ဘုရားတနည်းအားဖြင့်ဇံရမတတ်ပေါ့နော်ဇန်ဒီပါရောက်အောင်ဒီဘုရားရဲ့အရဟံဂုဏ်တော်ဘုရားရဲ့အခုသမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကိုအမြဲတမ်းလေ့လာနေရနော်အဲ့တော့ဒီမျက်စိနာနာရှာကိုရင်လားမဟုတ်ဘူးဓာတ်18ပါးကိုလည်းအဲ့လိုသွားလို့ရတယ်32ကုဋ္ဌာတကိုလည်းအဲ့လိုသွားလို့ရတယ်ကဲ32ကုဋ္ဌာတဘယ်သူတွေတော့စပယ်မွေးလက်သေးချီတဲ့သွားရေအသားကြောရိုးလို့ရှိရင်အညို့နှလုံးအသက်အမေ့အဖင်းဆုပ်ဥမဥဒေစာသစ်စာအောင်အုံနောက်သဲကြီးတလိပ်ပြီးတွေးချွေးစီခဲမျက်ရည်စီကြီးတွေးနှက်အစီကျင်ငယ်ဆိုတာ32ခုမရှိဘူးလားရှိပါအဲ့ဒါတွေကိုလည်းတစ်ခုချင်းသွားကဲစံပင်လေးသွားကြည့်လိုက်စံပင်ဒီစံပင်တယောက်နဲ့တယောက်တူလားတချို့ကြတော့စံပင်လေးကနွဲ့နောင်ပြောချွတ်လေးတချို့ကြတော့ကျန်းတီကျန်းထောတချို့ကြတော့ဘရုံးရောင်ကေသာနဲ့မောင်းတချို့ကြတော့နီးသလိုလိုကြောင်သလိုလိုမဖြစ်ဘူးလားဖြစ်ပါဘူးဒါလည်းကိုလို့ဖြစ်တာလားနော်မိခင်ဝန္တာဂျာတိုက်ကနေထွက်လာတဲ့နောက်ပိုင်းမှာသူပါလာတာမလားအဲ့ဒါဘယ်သူကပေးလိုက်တာကံကပေးလိုက်တာဟုတ်ပြီကံကပေးတဲ့ဒီစံပင်လေ့လာကြည့်အောင်ခုဘဝမှာကိုမွေးလာတယ်သပင်းလေးပါမလားဒီသပင်းကိုကြည့်ဒီသပင်းကခန္ဓာကိုယ်မှာရှိတာခန္ဓာ၅ပါးထဲမှာမပါဘူးလားပါတယ်ဆိုဘာသစ္စာဒုက္ခသစ္စာသပင်းကပါလေဒုက္ခသစ္စာပဲဒီသပင်းကိုဖြစ်စေသောရှင်းအတိတ်ကနော်လူတွေတန်းတဲ့အခါပဲဖြစ်အမှုကိစ္စတွေဆောင်ရွက်နေတဲ့အခါမှာရှိနေတဲ့တဏှာအဲ့ဒီတဏှာကြောင့်လုပ်ငန်းလေးလုပ်နေတဲ့အချိန်မှာသူ့ဆံမီလေးဖြူဖြူ
ဒီပြုတ်ပြုတ်ချွတ်ချွတ်လေးဟဲ့ကောင်းမကောင်းသူစမေကဘလို့ငါတို့ကတော့ပြုတ်ပြုတ်ချွတ်ချွတ်ကြိုက်တယ်ငါတို့ကတော့ကျန်းကျန်းနဲ့တန်တန်မကြိုက်တယ်စသဖြင့်မရှိကြဘူးလားရှိကြတော့ဆိုတော့ရှေးတိတ်ကာလအလုံးလုံးလုပ်ငန်းတွေဆောင်ရွက်နေစဉ်ကာလမှာနော်ပုညာပိသင်္ခါရပဲဖြစ်ဖြစ်အပုညာပိသင်္ခါရပဲဖြစ်အာနိစာပိသင်္ခါရပဲဖြစ်ဆောင်ရွက်နေတဲ့အခါမှာရှိနေတော့တဏအဲ့ဒီတဏကနေပြီးတော့မှဒီဟလာသံပင်ကိုဖြစ်စီတာမဟုတ်ဘူးလားဒါဆိုသံပင်ဒီဒုက္ခသစ္စာသံပင်ကိုဖြစ်စီတဲ့တဏကတမှုရိယသစ္စာအဲ့ဒီသစ္စာနှစ်ပါးကိုပယ်ဖို့ကင်းဖို့ချုပ်ဖို့အတွက်ဆိုရင်ဘယ်ကိုကြိုးစားရမလဲနိရောဓသစ္စာကိုမျက်မှောက်ပြုအောင်ကြိုးစားရမယ်မလားနိရောဓသစ္စာကိုမျက်မှောက်ပြုအောင်ကြိုးစားရမယ်ဆိုရင်နိရောဓဆိုတာဘာလဲချုပ်ချင်းဆိုတဲ့သဘောတရားကိုနော်အပြားအဖြစ်သိအောင်နဲ့ကျင့်ရမယ်နော်ဟာကပါလေမဂ္ဂင်၈ပါးအဲ့ဒီမဂ္ဂင်၈ပါးအကျင့်ကိုဘာလို့ခေါ်တော့မေဃသစ္စာဩသစ္စာလေးပါမဆိုင်ဘူးလားသံပင်ကိုအကြောင်းပြုဟောသံပင်အမှုလက်သက်ချေသေးဆိုတော့တစ်ခုချင်းလိုက်32မျိုးရှိတယ်တစ်ခုချင်းလိုက်ရင်သစ္စာလေးပါးတွေကိုပိုင်ပိုင်ခြားခြားမသိဘူးလားသိပါမြတ်စွာဘုရားအဲ့ဒါသိတာသိတဲ့အတွက်ကြောင့်မြတ်စွာဘုရားရဲ့ဉာဏ်တော်ကြီးဘလောက်ကြီးလို့ဆိုတော့ကိုတို့ကမတုံမလို့ကြည်ညိုရမယ်မတုံမလို့ကြည်ညိုရဒါရင်ပဲလားဒါရင်မကဘူးအဲ့ဓာတွေကိုနော်တစ်ခုချင်းလိုက်ပြီးတော့သစ္စာလေးပါးဆက်အောင်ကြည်ပြီးလို့ရှိရင်ပရိစ္ဆသမုပ္ပါကိုလည်းမြတ်စွာဘုရားအဲ့ဒီတိုင်းပဲလေ့လာပရိစ္ဆသမုပ္ပါကဘိဆုံးကစလေ့လာကြည့်လိုက်မယ်ဘိဆုံးကဘာတူလဲနော်အဝိဇ္ဇာနော်အဝိဇ္ဇာသင်္ခါရဝိညာဉ်နာယောတလာနဖတ်တဝေဒနာတဏှာဥပါဒံဘဝဇာတိဇရာမရဏဟောအဆုံးကဘာလဲဇရာမရဏဇရာမရဏကဲဒုက္ခသစ္စာကြီးမို့လားဇရာမရဏဒါလည်းပရိစ္ဆသမုပ္ပါကိုနောက်ဆုံးကပြန်စတာနော်ဇရာနဲ့မရဏဥဒီကဒုက္ခသစ္စာမဟုတ်ဘူးလားဟုတ်ဒုက္ခသစ္စာအဲ့ဒီကဥဒီဘာကြောင့်ရတယ်လေဇာတိရလို့မလားဇာတိပစ္စယဇရာမရဏဆိုဇာတိကြောင့်မလားဇာတိကြောင့်ဆိုတော့ကဇရာနဲ့မရဏကဒုက္ခသစ္စာသူ့ကိုဖြစ်စေတဲ့ဇာတိကတမှုရိယသစ္စာဟောနော်ပြန်စဉ်းစားကြည့်နော်ပရိစ္ဆသမုပ္ပါအင်္ဂါ12ပါးရဲ့ဘိတ်ဆုံးနှစ်ခုဇရာမရဏဒီဒုက္ခသစ္စာဒီဒုက္ခဘယ်သူကြောင့်ဖြစ်တာလဲဆိုတော့ဇာတိပစ္စယဇရာမရဏဆိုတော့ဇာတိကြောင့်ဖြစ်တာမလားဇာတိရလို့ဥဒေရှိတာမလားနော်ဥဒေရှိတာအဲ့တော့ဇာတိဆိုတော့ဇာတိကအကြောင်းတရားမဟုတ်ဘူးလားအကြောင်းတရားဒါကြောင့်မသူ့ကိုသမုဒိယသစ္စာအဲ့ဒီသစ္စာနှစ်ပါးကိုသိအောင်ထွက်သွားအောင်ကျင်းအောင်နော်ချုပ်သွားအောင်နော်ချုပ်တာကိုတွေ့အောင်အတွက်မလုပ်ရမလဲနိရောဓသစ္စာကိုမျက်မှောက်ပြုအောင်ကြိုးစားရမယ်မလားဒီကဒုက္ခသစ္စာနဲ့သမုဒိယသစ္စာထွက်သွားအောင်ကျင်းသွားအောင်သူကဒီနိရောဓသစ္စာကိုမျက်မှောက်ပြုအောင်ကြိုးစားမျက်မှောက်ပြုထားတဲ့နိရောဓသစ္စာကိုအပြားအားဖြင့်သိစေတဲ့မဂ္ဂင်၈ပါးအကျင့်ကိုဘာလို့ခေါ်လဲမဂ္ဂသစ္စာဆိုကဲဒါဆိုရင်ပရိစ္ဆသမုပ္ပါကိုလှည့်ကြည့်ပြီးတော့လည်းပဲသစ္စာလေးပါးကိုစောက်ဖွေးလို့မတွေ့ဘူးလားတွေ့တယ်မြတ်စွာဘုရားအဲ့ဒီသိတာနော်မြတ်စွာဘုရားကအဲ့ဒီသိတာဆိုတော့မြတ်စွာဘုရားကသိလဲသိတော်မူတယ်သိတဲ့အခါမှာသူများပြောတာမဟုတ်ဘဲနဲ့ကိုယ်တော်တိုင်ထိုးထွင်းပြီးတော့သိတယ်ဆိုတော့ဘာကုန်မြည်တယ်လေတမ္မာတန်ဗုဒ္ဓကိုမမြည်ဘူးလားမြည်တယ်အဲ့တော့အရဟံဂုဏ်တော်ကြီးကိုလည်းအသေးစိတ်အဲ့လိုလေ့လာကြည့်တမ္မာတန်ဗုဒ္ဓဂုဏ်တော်ကြီးကိုလည်းအဲ့လိုအသေးစိတ်လေ့လာကြည့်ပဲဆိုလို့ရှိရင်မြတ်စွာဘုရားဂုဏ်တော်တစ်ခုချင်းအပေါ်မှာကိုပဲတို့ကအဝိဇ္ဇပတာရမတုံမလုံနဲ့ကိုကြည်ညိုကြမကောင်းဘူးလားကောင်းတယ်အဲ့လိုမတုံမလုံကြည်ညိုတဲ့အခါဘယ်ထိကြည်ညိုရမလဲဖျားရှိမှာဟာလားထိုင်ပြီးတော့မြတ်စွာဘုရားဂုဏ်တော်တွေကိုကဲတစ်ခုချင်းအရဟံဂုဏ်တော်ဆိုရင်လည်းအခုပြောလို့အခါတဲ့အခြေချဲ့ဖို့ကိုစဉ်းစားကြည့်နော်တမ္မာတမ္မာဒဂုဏ်တော်ဆိုလဲအဲ့လိုပဲအခြေချဲ့ပြီးတော့ဟာလားစဉ်းစားကြည့်လိုက်
ဆိုရင်ဖရာရဲ့ဉာဏ်တော်ဖရာရဲ့ဘုန်းတော်တွေဟာအင်မတန်ကြီးတယ်ဆိုတာပေါ်လွင်လာတယ်မလားအဲ့လိုပေါ်လွင်လာတဲ့ခါမှာကိုကစတော့ကလည်းဗုဒ္ဓဘာသာဝင်မို့လို့ဖရာကိုကြီးညိုပြီးသားပါပဲဒါပေမဲ့ဂုဏ်တော်တွေကိုအဲ့လိုထဲဝင်နော်စစ်ပိုင်းပြီးတော့ကြီးညိုလိုက်တဲ့အခါမှာပို့ပြီးတော့တိုးပွားပြီးတော့မတုံမကြီးညိုဘူးလားကြီးညိုတယ်အဲ့ဒါလို့မတုံမလို့ကြီးညိုနိုင်အောင်ဖရာမြတ်စွာကြွလာတယ်လို့ထင်တော့အောင်ထိနော်ကိုယ့်ရဲ့ဉာဏ်မျက်စိမှာထင်တော့အောင်ထိကြိုးစားပြီးတော့ပွားများမယ်ဆိုလို့ရှိရင်အဲ့ဒါအဝိဇ္ဇပတ္တတိပဲအဲ့အဝိဇ္ဇပတ္တာရနော်အဲ့လိုအဝိဇ္ဇပတ္တာရလို့ခေါ်တဲ့မတုံမလို့ယုံကြည်မှုနဲ့ပြည့်စုံတယ်ဆိုရင်နော်အဲ့ဒီကပုဂ္ဂိုလ်ဘာဖြစ်မလဲဒီနေ့တော့ဒီနှစ်ခုနဲ့ပဲခဏနားမယ်နော်ဘာလို့လဲမများရင်မှတ်မိမှလည်းမဟုတ်အဲ့တော့အဲ့ဒါလို့နော်ဂုဏ်တော်ကြီးနဲ့ပြည့်စုံတယ်မြတ်စွာဘုရားအဲ့ဒီဂုဏ်တော်တွေနဲ့အကုန်လုံးနဲ့ပြည့်စုံပြီးတော့သီလဝိတ္တုတွေလည်းဖြစ်မယ်ဆိုရင်တဲ့အဲ့ဒီပုဂ္ဂိုလ်ဒီတဲ့ယခုဘဝမှာလည်းနော်ကောင်းမှုမယ်ကောင်းစားတဲ့ဘဝကိုရမယ်နောင်ဘဝဆိုလို့ရှိရင်လည်းဒုက္ခတိဘုံကိုရောက်မယ်ဒါကြောင့်မို့လို့ရှေးဘဝနောင်ဘဝနှစ်ခုလို့မကောင်းဘူးလားကောင်းတယ်အခုလို့ပွားများနေရဆိုရင်ကိုယ်စိတ်မချမ်းသာဘူးလားချမ်းသာကဲအပြင်လောကဟာအဲ့လိုတော့ပွားများကြုံနေဖြစ်မှာလားလို့မေးရင်တကယ်တော့နှင်းတိကပွားများကိုယ်စိတ်ထဲမှာနုညွတ်ပြီးတော့မတုံမလို့ကိုကြီးညိုးလာပြီဆိုရင်စိတ်ချမ်းသာမလားစိတ်ဆင်းရဲမလားစိတ်ချမ်းသာတယ်ဆိုတော့အခုဘဝနေတဲ့ကာလလေးမှာဟုတ်လားချမ်းသာမှုနဲ့မပြည့်ဘူးလားအဲဒါကြောင့်ဒီဘဝကောင်းစားတယ်ဆိုတော့ဒါကိုပြောတာဟုတ်လားမဟုတ်တာတွေလုံးနေပြီးတော့ဖះကိုငါကြည်ညိုတန်းနဲ့ကိုကလောက်တာမဟုတ်တာလို့တာနော်ဒါဖះကိုကြည်ညိုတန်းနဲ့ငါစိတ်မချမ်းသာဘူးလို့မပြောနဲ့လေနော်ကိုကစိတ်ချမ်းသာအောင်ဟုတ်လားဖះရှိမှတော့လည်းကောစိတ်ဉာဏ်ရအရက်မှတော့လည်းကောတဏှာမှာထိုင်ပြီးတော့ဖះဂုဏ်တော်တွေကိုအဲ့လိုစစ်ပိုင်းပြီးတော့ဟုတ်လားတက်ဝင်ယုံကြည်နေမယ်မတုံမလို့ယုံကြည်နေမယ်ဆိုလို့ချင်းစိတ်မချမ်းသာဘူးလားစိတ်ချမ်းသာတယ်စိတ်ချမ်းသာနေရဆိုရင်အဲ့ဒီဘောအခြေအနေအဲ့ဒီဘောလေးဟာနော်ဒုက္ခလားဒုက္ခလားဒုက္ခပါဒုက္ခနဲ့ပြည့်စုံနေအဲ့တော့ဒီဘဝကောင်းစားတယ်ဆိုရင်ဖြစ်နိုင်မလားဖြစ်နိုင်တယ်နော်ပုံနာတွေကဖះကိုရှောက်တဲ့ဆက်ကဒါတွေပါတယ်လေနော်သူတို့ကမိသားစုနဲ့ပျော်နေခြင်းနဲ့ပန်းနေပန်းမယ်တဏ္ဍာတွေလိမ့်မယ်ကာကြမယ်ခုံကြမယ်ဟလာပျော်ကြီးနေမယ်ပေါ့အဲ့လိုနေရာနေပြီးတော့လေနောင်ဘဝကြတော့လေဒုက္ခတိဘုံလို့ခေါ်တဲ့လူဘုံတို့နတ်ဘုံတို့ပြန်ရောက်ချင်တယ်ဆိုတော့သူတို့ရဲ့ဟလာလိုချင်တဲ့အချက်နဲ့ဒီပြိဿရဲ့လိုချင်တဲ့အချက်နဲ့မကိုက်ဘူးလားကိုက်တယ်ဆိုလို့ရှိရင်သူတို့ကိုဖျားဟောတဲ့အဲ့ဒီကနော်ဒီဖျားဂုဏ်တော်တရားဂုဏ်တော်တန်ခါဂုဏ်တော်တွေကိုနော်မတုံမလို့အဝိဇ္ဇပတ္တာဒဖြစ်အောင်ကြည်ညိုရမယ်ပြီးရင်သီလဝိတ္တုလို့ခေါ်တဲ့၅ပါးသီလဒါမှမဟုတ်ရင်အာဇီဝထမကသီလဆိုတဲ့လားသီလကိုစောင့်ထိန်ရင်တော့ကောဒီနေ့အထူးသီလဖြစ်တဲ့နဝင်ကသီလကိုးပါးသီလလိုအားမျိုးစောင့်ထိန်ရင်တော့ကောအဲ့လိုသီလနဲ့လည်းပြည့်စုံမယ်မကြုံမပေါက်ဘူးဆိုလို့ရှိရင်အဲ့ဒီကပုဂ္ဂိုလ်ဒီတဲ့ယခုဘဝလည်းကောင်းစားပါတယ်နောင်ဘဝလည်းကောင်းရာကိုရောက်ပါတယ်လို့မြတ်စွာဘုရားကဟောကြားတော်မူတာဖြစ်ပါတယ်ဒီနေ့တော့ဂုဏ်တော်လေးနှစ်ခုနဲ့ခဏလေးရက်ပြီးတော့နောက်နေ့ဒီကြမှာဆက်ပြီးအကျေချဲ့ပေးပါမယ်ကဲဒီမှာပဲတရားတော်လေးခဏနားလိုက်ကြရအောင်